မိသာသနာ့ဓမ္မစရိယဝိတ္တစိတ်တော်ရရှိခြင်းပရိယတိဂုံကိုအာယုံပြု၍ပူဇော်ကြတဲ့ကုဏဝိသိထပူဇာကောင်းမှုပွဲကိုအကြောင်းပြုပြီးတော့ဟောကြားနာကြပူဇော်ကောင်းမှုပြုကြတဲ့ကုဏဝိသိထပူဇာဓမ္မသဘင်ဖြစ်ပါတယ်ဒီနေ့ဆရာသမားတွေမိဘဆွေမျိုးတွေရွာသူရွာသားတွေအားလုံးပေါင်းစုပြီးတော့ကုဏဝိသိထပူဇာအားလုံးပြောပါပူဇာကုဏဝိသိထပူဇာပြောကြည့်လိုက်သာသနာ့ဓမ္မစရိယဘဝတစိတ်တော်အဲ့ဒီဘဝတစိတ်တော်ကိုရရှိတော်မူတဲ့အရှင်မြတ်ကိုပူဇော်ကြတဲ့ကောင်းမှုပွဲပြီးခဲ့တဲ့2025ခုနှစ်ဆံမေပွဲဖြည့်တဲ့ဒီနှစ်ကာလအတွက်ဓမ္မစရိယဆံမေပွဲကိုဝင်ရောက်ဖြည့်ဆိုကြတဲ့စဖြည့်သံဃာတော်ပေါင်း19300နဲ့300ကျော်ဝင်ရောက်ဖြည့်ဆိုကြ19300နဲ့300ကျော်ဝင်ရောက်ဖြည့်ဆိုကြတဲ့အထက်မှာဓမ္မစရိယရန်ဆိုင်ရာကျမ်းရင်3ညလုံးကိုဖြည့်ဆိုအောင်မြင်ရတဲ့သံဃာတော်1114ပါးရှိဝင်ရောက်ဖြည့်ဆိုတာဘယ်လောက်ဖြည့်17000ကျော်ဘယ်လောက်ဖြည့်အောင်မြင်တာဘယ်လောက်အောင်1114ပါးအောင်မြင်အောင်ချက်ရာခိုင်နှုန်းအနေနဲ့တွေ့ရင်20ရာခိုင်နှုန်းရှိတယ်အစွန်းတော့တောင်မအောင်ဘူးဆံမေဖို့ရဲ့ခက်ခဲမဲ့နေပုံလေးကိုဒါကမှများသိတာရအောင်ဒါကိန်းနန်းအတိအကျနဲ့ပြပြအောင်ချက်ရာခိုင်နှုန်း20ရာခိုင်နှုန်းရှိတယ်19000ကျော်ဖြည့်တာ1114ပါအောင်မြင်အဲ့ဒီအောင်မြင်ရတဲ့သံဃာတော်တွေထဲမှာဒီကနေ့အလုံးသောတရားဓမ္မတွေပူဇော်နေကြတဲ့ရှင်ဝရသာမိကနာတဘာပါဘူးပေါ့ရှင်ဝရသာမိဓမ္မစရိယနဲ့သက်ဆိုင်တဲ့ပြဋ္ဌာန်းကျမ်းစာ3ခုစလုံးကိုဆံမေဝဲ6ရက်ဖြည့်ဆို့ပြီးတော့ဘာသာရက်တစ်ခုဆံမေဝဲ2ရက်ဖြည့်ရတယ်တရက်ကို100ဘုံ100ဆိုအဲ့ဒီ100မှတ်တန်မေးတဲ့မေးခွန်းဆံမေဝဲမှာ65မှတ်အထက်ကိုရအောင်ဖြည့်နိုင်မှဆံမေဝဲကိုအောင်မြင်တယ်လို့သတ်ပါတယ်100ဘုံမေးတယ်65မှတ်အနည်းဆုံးရအောင်ဖြည့်ရတယ်ဘယ်လောက်ရအောင်ဖြည့်ရဒီနေ့ဘုံဘုံတို့သားတွေသမီးတွေပြမလောကကုရ်10တန်းဒီခုနောက်ပိုင်းဆို12တန်းပေါ့ဆံမေးပွဲမှာ100ဖြည့်တယ်40ကိုတော့အောင်မှတ်က40ကိုတတ်ပါတယ်ဟုတ်လားအဲ့ဒီ40တောင်အောင်ဖို့တော်တော်ခက်ခဲတယ်လေအဲ့တော့ဘုံဘုံတို့ဘုန်းကြီးဆံမေးပွဲမှာတော့သံဃာတော်တွေရဲ့ဆံမေးပွဲမှာတော့ဒီဓမ္မစရိယဆိုတဲ့ဘောဓစိတ်ကိုရဖို့ရတဲ့100တန်နဲ့မေဘုံကို65မှန်ရမှာဟုတ်အဲ့ဒီဆံမေးပွဲကိုလည်းပဲဝင်ရောက်ဖြည့်ဆိုနိုင်ဖို့ရန်အတွက်မူလတန်း30ပထမငယ်တန်းပထမလက်တန်းပထမကြီးတန်းဆိုပြီးဉာဏ်အလွန်ကောင်းတဲ့သူတွေကအရှိကအဆင့်6နှစ်လောက်ဖြည့်ပြီးတော့မှဒီပွဲယူရမယ်ဆံမေးပွဲကိုဖြည့်ဆိုနိုင်ရ
ညာလည်းလက်လောက်ရှိတဲ့သူတွေ10နှစ်လောက်အခြေခံဆောင်ရွက်ရေးဖြေရအဲ့ဒါပို့ပြီးတော့ညာတော်တော်လေးတယ်ဆိုရင်15နှစ်မှကကြာသွားကြတဲ့တန်ခါလိုတွေလည်းရှိအဲ့ဒီအပြင်ဒီဓမ္မစရိယဆောင်ရွက်ပွဲကိုလည်းပဲခုဖြေနေရတဲ့ကာလတွေမှာနည်းနည်းလေးသတိထားကြည့်ရင်သိတယ်လေတချို့ဆရာတော်ကြီးတွေတတ်တော်80တဲ့တချို့ဆရာတော်တွေတတ်တော်88တတ်တော်82ဒီအရွယ်ထိဒီဆောင်ရွက်ပွဲကိုဖြေနေကြတော့ရှိသေးတယ်မအောင်နိုင်ရသေးအဲ့ဒါဒီဆောင်ရွက်ပွဲဘယ်လောက်ခက်ခဲသလဲဆိုတာလေးကိုအလုံးသောတရားတော်မှာနည်းနည်းလေးမှန်းကြည့်လို့ရအောင်အကြမ်းမြင်လေးဘုံကပြောပြတာပါဒီနေ့ဆရာတော်ရှင်ဝရသာမီရွှေဘုပကဏ္ဍကျောင်းတိုက်ကြီးမှာသတင်းသုံးပြီးတော့သာသနာအလုပ်တွေကိုဆရာတော်နဲ့အတူတူတွဲပြီးတော့ကောင်းမှုအလုပ်တွေကိုသူအားထုတ်တယ်သာသနာအလုပ်တွေကိုတစ်ဖက်တစ်လမ်းကဆောင်ရွက်ရင်းနဲ့ဓမ္မစရိယစာမွေးကိုသူဝင်ဖြည့်တယ်ဒီကနေ့ဓမ္မစရိယစာမွေးကိုသူအောင်မြင်တဲ့သာသနာတော်မှာသာသနာ့ဓမ္မစရိယဆိုတဲ့ဒီဘွဲဟာရှေကံကြဆုံးအရေးအကြီးဆုံးအရေးပါဆုံးဘွဲတစ်ခုဖြစ်BA ဘွဲ MA ဘွဲ PhD ဒေါက်တာဘွဲကြီးတွေမရလို့သာသနာမှာဘာမှမျက်နှာမငယ်ရဘူးဒါကတော့မှများဒါတွေကအပူကုန်လူတွေ BA MA PhD ဆိုတဲ့ဘွဲတွေရပါတယ်လေရရင်ကောင်းတာပေါ့ရရင်မကောင်းလားကောင်းပါဗျာမရလဲဘာမှဖြစ်မရလဲမှန်ပါဗျာဒါပေမဲ့သာသနာ့ဓမ္မစရိယဆိုတဲ့ဒီဘွဲတစ်စိတ်တော်ကြတော့အမနာရန်ပြောရရင်ဒီဘွဲမရရင်သာသနာမှာမျက်နှာသိမ့်ငယ်ရတာသာသနာတော်နဲ့သက်ဆိုင်တဲ့လုပ်ငန်းအရက်ရက်စံနှုန်းတွေကိုတိုင်းတာတဲ့အခါမှာသာသနာ့ဓမ္မစရိယဘွဲရပြီးပြီလားလို့အဲ့ဒီစံနှုန်းနဲ့တိုင်းတာရသာသနာ့ဓမ္မစရိယဘွဲမရရင်သာသနာအလုပ်လုပ်တဲ့နေရာမှာလည်းပဲများစွာမျက်နှာငယ်ရဂုံမတင်တယ်ဘူးကျန်နေသေးတဲ့တခြားထပ်ပြီးတော့ယူနိုင်တဲ့ဝတ္ထုဂုံလူတွေကတော့ဒါအပေါ်ဂုံလူတွေပါပဲရရင်လည်းကောင်းတယ်မရရင်လည်းဘာမှဖြစ်မရရင်လည်းဘာမှဖြစ်သာသနာ့ဓမ္မစရိယဆိုတဲ့ဒီဘွဲကတော့ရကိုရမှဖြစ်တာရကိုရမှဖြစ်တာသာသနာတော်မှာတရားတွေဟောမယ်တရားတွေပြမယ်တခြားသောသာသနာပြုလုပ်ငန်းအလုပ်တွေကိုအားထုတ်မယ်ဆိုရင်အဲ့ဒီဘွဲမရရင်ဘာလို့မရနိုင်ငံတော်အစိုးရပြဋ္ဌာန်းထားတဲ့ဥပဒေမှာကိုကသာသနာ့ဓမ္မစရိယဘွဲမရရင်နိုင်ငံတော်လှည့်လေဒီတရားဟောခွင့်မရှိဘူးဒါတော့မှမရတော့ပေါ့လားကိုเจ้าနဲ့ကိုကြိုက်တယ်လို့ဟောလို့ရတယ်ဒါပေမဲ့ရေလာရှည်မှာသတင်းသုံးတဲ့ဘုန်းကြီးကတောင်ကုန်မှာသွားဟောရင်တောင်ကုန်မှာသတင်းသုံးတဲ့ဘုန်းကြီးကမန္တလေးသွားဟောရင်တရားဟောခွင့်ရဖို့ရအတွက်သာသနာ့ဓမ္မစရိယဘွဲရမှနေလက်တရားဟောလို့ရတာဘယ်လောက်အရေးကြီးတယ်လဲဆိုတာလေးမှန်းကြည့်လို့ရအောင်တော့ပေါ့လားအေးဒီကနေ့ဆရာတော်ရှင်ဝရသာမီသာသနာ့ဓမ္မစရိယဘွဲရသွားပြီအရင်တုန်းကသူရွှေဘုပကံတိုင်းကျောင်းတိုက်ထဲမှာပဲတရားတွေဟောတရားတွေပြသူသာသနာလုပ်လို့ရတဲ့နေရာသူ့အတွက်နေရာကြီးကျင်းလေးသူလုပ်ရတယ်ဒီကနေ့ဒီဘွဲတစ်စိတ်လည်းရသွားရောမြန်မာ